Facebook, YouTube, TikTok ကနေဝင်ငွေရှာလို့ရတာကိုသိကြပါသလားဒီဗီဒီယိုမှာတော့သူတို့ရဲ့အလုပ်လုပ်ပုံနဲ့မြန်မာနိုင်ငံကနေဘယ်လိုလုပ်ရမလဲဆိုတာကိုအကြမ်းဖျင်းပြောပြပေးမှာပါပထမဆုံးအနေနဲ့ TikTok ဆိုရင်ကိုယ့်ရဲ့ TikTok channel တစ်ခုရှိထားဖို့လိုပါမယ်ဒါပေမဲ့တစ်ခုရှိတာကမြန်မာကနေဖွင့်ထားတဲ့အကောင့်ဆိုရင်လုံးဝပတ်စံမရပါဘူး TikTok ကနေဝင်ငွေလိုချင်ရင်တော့ region ပြောင်းမှရပါမယ်လက်ရှိဂျပန် region ကတော့အကောင်းဆုံးဖြစ်ပါတယ်ဂျပန်မှာရှိရဲ့ကိုယ့်ရဲ့မိတ်ဆွေတယောက်ကိုဖောက်ခိုင်းလို့ရတယ်လို့ဂျပန်ပါတဲ့ VPN သုံးပြီးတော့ဖောက်လို့ရပါတယ်အခုရောင်းနေကြတဲ့ဂျပန် region TikTok အကောင့်တွေကိုလည်းရုံရတဲ့လူတွေစီကနေဝယ်ပြီးတော့မှသုံးလို့ရပါတယ်လက်ရှိအခြေအနေအရ TikTok ကရတဲ့ဝင်ငွေကအရန်ကိုနည်းပါတယ်မြန်မာနိုင်ငံမှာ monetization မရတာကြောင့်မြန်မာလူတွေအကြည့်များလို့ရှိရင်ဝင်ငွေကနည်းနေမှာပါတခြားနိုင်ငံရဲ့လူတွေကြည့်ရင်တော့ဝင်ငွေကများလာမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Facebook ပါ Facebook ကတော့ပို့ပြီးတော့အဆင်ပြေပါတယ်ပြီးတော့ Facebook မှာက2မျိုးရှိပါတယ် personal account ကို page လိုမျိုး professional ပြောင်းပြီးရနဲ့ page ကနေပြီးတော့မှလည်းဝင်ငွေရှာလို့ရပါတယ်ဖြစ်နိုင်ရင် page ဖွင့်ပြီးဝင်ငွေရှာတာပို့ပြီးတော့ကောင်းပါတယ်သတ်မှတ်ထားတဲ့အချက်တွေကိုပြည့်ရင်သူကရှောက်လို့ရပါပြီတခုရှိတာကကိုယ့်ရဲ့ admin ကနိုင်ငံခြားကဖြစ်မှရပါမယ်နိုင်ငံခြားမှာအတိမိတ်ဆွေရှိရင်သူတို့ကို admin ခန့်ထားတာကပို့ပြီးတော့ကောင်းပါတယ် Facebook ကစီးကမ်းချက်တွေများပြီးတော့ရှုပ်ပါတယ်ဒါပေမဲ့အဆင်ပြေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့အခုကအကြမ်းဖျင်းပြောပြီးနောက်ဗီဒီယိုမှာအသေးစိတ်တင်ပေးပါမယ် TikTok အကြောင်းကတော့ရှေ့ဗီဒီယိုတွေမှာလည်းတင်ထားပြီးသားရှိပါတယ်နောက်ဆုံးတစ်ခုကတော့ YouTube ဖြစ်ပါတယ်ကိုယ့်ရဲ့ follower 1k ပြည့်မယ်တစ်နှစ်အတွင်းမှာနိုင်4000ပြည့်လို့ရှိရင် monetization ရှောက်လို့ရပါပြီ YouTube ကတော့အရင်ကြီးပြဿနာမရှိပါဘူးမြန်မာကလည်းရပါတယ် YouTube setting မှာထိုင်းဒါမှမဟုတ်စင်ကာပူပြောင်းရင်ရပါတယ်ဒါပေမဲ့ပိုဝင်ငွေကောင်းချင်ရင်တော့မြန်မာ view နည်းနိုင်တာဖြစ်နည်းမှရပါမယ်ပြီးတော့နိုင်ငံခြားအသိမရှိရင်တောင်ယုံကြည်ရတဲ့ service တွေအပြီးငွေရှာနေကြတဲ့လူတွေအများကြီးရှိပါတယ်ဒီ3ခုထဲမှာဘယ်ဟာကအကောင်းဆုံးလဲဆိုပြီးတွေးကြည့်ရင်တော့ဝင်ငွေကျန်းတာကတော့လက်ရှိ Facebook ပါကျွန်တော်အကြိုက်ဆုံးကိုပြောရရင်တော့ YouTube ပါ CMI အရင်တင်ကျက်တာကတော့ Facebook ပါ TikTok ကတော့ follower အတက်မြင်ပေမဲ့ဝင်ငွေအရနည်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်